ဒီဇလန်ရဲ့အစကတည်းကတော်တော်လေးဆွဲဆောင်မှုရှိပါတယ်ဇလန်ကပြောထားလဲဆိုတော့ Captain Hongji Stormfield ကသူကြုံတွေ့ခဲ့လာတဲ့အလွယ်လွယ်ချော်ချော်ကောင်းကင်ဘုံခရီးစဉ်ကြောင့်ကိုသူ့ရဲ့ မိတ်ဆွေဟောင်း Peaches ကိုအသက်ပါပါနဲ့ပြန်လည်ပြောပြနေတဲ့ပုံစံမျိုးနဲ့တင်ဆက်ထားတာပါပြောပြနေတဲ့လီးတန်ကလည်းရိုးရိုးကြီးမဟုတ်ဘူးနော်ပင်လယ်ကူ Captain ကြီးပြီးအတော်လေးကိုစိတ်မရှိတဲ့ဟန်တွေကိုတိတ်ဟုတ်လာပြီထင်နေတဲ့ဟန်မန်တွေအပြစ်ပါနေတော့ဇလန်ကပို့ပြီးတော့အသက်ဝင်နေပါသေးတယ်ကဲသူ့ရဲ့ခရီးစဉ်ကြီးကဘလောက်တောင်ကြာတယ်လဲဆိုတာခံမှန်းကြည့်အောင်သူကတေဆုံးပိနောက်ပိုင်းအမောင်ထူးကြီးဖုံးလွှမ်းနေတဲ့အာကာသဟင်းလင်းမြန်ကြီးထဲမှာ1000မှကိုမနာပဲ30နဲ့တိပြန်တန်းနေခဲ့ရတာပါဟုတ်ပါတယ်30နဲ့ဆိုတဲ့ချိန်ကာလတစ်လျှောက်လုံးအမောင်အတိကျနေတဲ့အာကာသထဲမှာတယောက်တည်းခီးနေရတာဟုတ်စဉ်းစားလာကြည့်လိုက်တော့စက်ကြော်ဝလာကြီးရဲ့ကျေပြောလာတဲ့အတိုင်းအတာဟာဘလောက်တောင်ကြီးမားတယ်လဲဆိုတာမြင်အောင်ကြည့်လို့ရနိုင်ပါတယ်ဒီလိုနဲ့30လုံးလုံးပြန်တန်းနေတဲ့အရှင်ကလည်းတတ်မှန်မို့နော်တမနစ်ကိုမိုင်ပေါင်းတန်းလောက်မြန်တဲ့ရှင်နဲ့ခက်ကြမ်းကြမ်းကိုနင်းလာခဲ့တာပါအဲ့လိုမြန်တဲ့ရှင်ကြောင့်ပိန်းနာကနေဖက်သွားတဲ့တမန်ကျဲတခွန်တွေဆိုရင်ရက်နေတလားလို့တော့ထင်ရလောက်အောင်သူကကြော့တက်သွားနိုင်မြဲပါတယ်ဒါပေမဲ့အဲ့လိုအရှင်ပြင်းပြင်းနဲ့သွားရင်ကျဲတခွန်တစ်ခုနဲ့အပြိုင်ဆန်လို့မိရကနေအမမထင်လမ်းကြောင်းနဲ့တွေ့ဖေးသွားခဲ့တယ်ဆိုတော့အဲ့အမားလေးတစ်ခုကြောင့်ပဲသူသွားမယ်လမ်းကြောင်းကနေလုံးဝကိုလွဲချော်သွားခဲ့ရပါတော့တယ်ဒီလိုနဲ့နှစ်ပေါင်းများစွာအဆုံးမဲ့အမောင်ထူးထဲမှာခီးလန့်နေတဲ့နောက်မှာတော့ကပတင်ကြီးမြောင်းလင့်တကြီးစောင့်စားနေတဲ့အဆုံးသက်ခီးစဉ်ကိုဆိုင်မြဲရောက်လာခဲ့ပါပြီ။အမောင်ထူးကြီးဟာရုတ်တရက်ပြောက်ကွယ်သွားပြီးအလွန်တရာမွေးပြနေတဲ့လင်းချင်းကြီးတိုက်ခတ်နေတဲ့နေရာတစ်ခုကိုရောက်ရှိတော့ပါတယ်။အဲ့ဒီနေရာမှာဆိုရင်ကောင်းကင်ယံမှာတော့မြေပြင်ပေါ်မှာပါတန်ပေါင်းများစွာသောဝင်းချင်းတွေဟာပူရစိတ်အောင်ကြီးပောက်ကွယ်သွားလို့အလူရက်သွားလာလှုပ်ရှားနေကြတာကိုအန်အော့ဖ်ယာမြင်တွေ့လိုက်ရပါတယ်။အဝေးကလမ်းကြည့်လိုက်တုန်းကအေယာမမီးဖို့ကြီးလို့ထင်ခဲ့ရတဲ့အေယာတွေဟာအနီးကမြင်လိုက်ရချင်းမှာတော့မိုင်ပေါက်များစွာမြင်မာတဲ့တကားကြီးတွေဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အဲ့ဒီတကားကြီးတွေမှာဆိုရင်တောက်ပနေတဲ့ကြောက်မက်ရတနာတွေအစီအီချဲ့ထားပြီးထိအဆွန်းနဲ့ဘီးဆွန်းကိုတော့မမြင်နိုင်လောက်အောင်ကြီးမားချေပြန့်တဲ့ရွှေစင်နေရကြီးတစ်ခုကိုခန်းခန်းနာနာတီဆောက်ထားတာပါတကယ်ကိုကောင်းကင်မုံရဲ့စီကူးရင်ဆန်ပြီးအလွန်ကြီးကျယ်ခမ်းနားတဲ့အနေအထားဟာစကားနဲ့တောင်ဖော်ပြလို့မရအောင်အမခန့်ပါပဲဒါပေမဲ့အဲ့ဒီလိုခမ်းနားကြီးကျယ်တဲ့ရွှေတံကားကြီးကိုငေမောကြည့်နေရင်ကလည်းလုံးဝကိုမထင်မှတ်ထားတဲ့အရာတစ်ခုနဲ့ချက်ချင်းကိုတွားကြုံရပါတော့တယ်လှပတဲ့ကောင်းကင်ဘုံမှာအေးချမ်းတဲ့နှုတ်ဆက်စကားကြားရမယ့်အစကျွန်တော်တို့လူသားတွေရဲ့လောကမှာကြုံတွေ့ရလေရှိတဲ့အစိုးရအယုံတွေက bureaucracy ရန်တရားလိုပဲ6ခက်ခက်နဲ့စိတ်မရှိတဲ့အစာကြီးတယောက်ကမင်းမလို့ခမရပယ်ကလာတာလဲလို့ခပ်ဖြက်ကြီးမေခွန်းထုတ်လိုက်ပါတယ်အဲ့ဒီအခါမှာ captain ကြီးကလည်းသူသိတဲ့အကြီးကျယ်ဆုံးအချင်းစားဆုံးမြို့ကြီးကိုဖြောလိုက်ရန်ဒီစာရေးကြီးချက်ချင်းသိလိမ့်မယ်ဆိုတဲ့ယုံကြည်ချက်အဖြစ်နဲ့San Francisco လို့ဂုံယူဝန်ကြွားစွာဖြစ်လိုက်ပါတယ်။တကယ်ကိုယ့်ရဲ့မွေးရမီကိုယ့်ရဲ့မြို့ဟာစကြဝဠာကြီးတစ်ခုလုံးမှာအရေးပါရရောက်တယ်လို့အထင်ကြီးနေတဲ့လူသားတွေရဲ့သဘာဝအတိုင်းပဲပေါ့။ဒါပေမဲ့ကပတင်ရဲ့ယုံကြည်မှုတွေဟာစာရေးကြီးရဲ့တုံ့ပြန်မှုကြောင့်ချက်ချင်းပဲအငွေးပြန်သွားရပါတယ်။စာရေးကြီးကလုံးဝနားမလည်တဲ့ပုံစံနဲ့စိုက်ကြည့်ပြီး San Francisco ဘာလဲအဲ့လားဂျိုးတစ်ခုလားလို့ပြန်မေးရပါတယ်။စဉ်းစားလာကြည့်တော့စကြဝဠာရဲ့ကြီးမားကျယ်ပြန့်လက်မှတ်တာနေတဲ့မှာ San Francisco လို့ကဘာမြေမိုကနာမည်ကြီးမြို့တစ်မြို့ဟာဘာမှတော့မသိရတဲ့အနေအထားဖြစ်နေတာကတကယ်ကိုရဲချင်းစရာပါပဲမြို့နာမည်ကိုမသိဘူးဆိုတော့ Stormfield တော်တော်လေးစိတ်ပြတ်သွားပြီးပိုကြီးတဲ့ area ကိုပြောပြဖို့ကြိုးစားပါတော့တယ်ကျေဆူတန်းလာလို့မိန်လာရဲ့စာရေးကြီးကိုတပင်းချိုင်းဖယားကြီးကျေဆူတန်းဟုတ်လားမဟုတ်ဘူးဗျာအဲ့ဒါပြည်နယ်တစ်ခုပါကယ်လီဖိုးနီးယားလို့တောင်မှတ်လိုက်ပါလို့ပြန်ပြောလိုက်ပါတယ်ကယ်လီဖိုးနီးယားလောက်ကြီးတဲ့နေရာဆိုရင်တော့စက်ကြောက်လာမတန်းထဲမှာတေချာဖို့ပါလောက်ပြီလို့သူကအပိုင်အတွက်ထားဝင်ရပါတယ်ဒီဘက်ကစာရေးကြီးကလည်းလိုင်းစင်းလာလုပ်တဲ့သူတွေကိုရှင်းပြအလုံးလို့စိတ်မရှိတော့တဲ့ရုံးဝန်ထမ်းတယောက်လိုပါပဲစက်ကြဝဠာကြီးရဲ့အတိုင်းတာနဲ့ရှင်ရင်ဘာမှမဟုတ်တဲ့တင်းငယ်လာတဲ့ဖတ်ထွေးဝဲနေရလေးတွေကိုလာပြောနေတဲ့အတွက်ဒီမှာပြည်နယ်တွေနဲ့အလုံးမလုပ်ဘူးလို့ပြက်တာညင်းဆိုလိုက်ပါတယ်ပြီးတော့သူ့ကိုဘယ်နေရာကလာတယ်လဲဆိုတာကိုကြည်ကြပြက်ရေပြရအဖြစ်နားလေအောင်ပြောပြဖို့တောင်းဆိုလိုက်ပါတယ်မနက်ပေါ်အာဂါဒတိုင်းတာမှာပြည်နယ်တစ်ခုဆိုတော့ဟာရေစရာကောင်းလောက်အောင်တင်းငယ်လုံးနေတယ်လေဒီလိုနဲ့ပြည်နယ်နာမည်နဲ့လည်းအစ်စ်မပြေတော့ Stormfield ဟာသူ့ရဲ့နောက်ဆုံးလက်နက်ကိုထုတ်သုံးပါတော့တယ် America ဆိုပြီးတိုက်ကြီးတစ်ခုလုံးရဲ့နာမည်ကိုထုတ်ပြောလိုက်ပြီးအဲ့ဒါဟာ Columbus ရှာဖွေတွေ့ရှိခဲ့တဲ့တိုက်ကြီးပါလို့ဂုဏ်ယူစွာရှင်းပြပါသေးတယ်ဒါပေမဲ့စာရေးငင်ကအဲ့လိုကဘာလုံးမျိုးမရှိပါဘူးဆိုလို့မျက်နာသေးနဲ့ချက်ချင်းပဲပယ်ချလိုက်ပါတယ်လူသားတဲ့အတွက်သမိုင်းဝင်ဖြစ်ပျက်ကြီးတွေဟာစကြဝဠာကြီးထဲမှာလို့အဖတ်လောက်ဆရာတော့မလို့တဲ့အရာတွေဆိုတော့အထင်သာပေါ်လွင်နေပါတယ်။ဘာပြောရမှမသိရတဲ့ဆုံး Stormfield ကကျွန်တော်ကဘာကလာတာပါလွယ်ပဲဖြေရပါတယ်။အဲဒီကမှစာရေးကြီးကကဘာဟင်
ကပ္ပပေါင်းဘီလီယံချီပြီးရှိတယ်ဗျာနောက်တစ်ယောက်ဆိုပြီးသူ့ကိုဘေးဖေးရက်ခိုင်ကနောက်လူကိုခေါ်လိုက်ပါတော့တယ်ဒါ Stormfield အတွက်တော့အကြီးမားဆုံးထိုးနှက်ချက်ပါပဲကျွန်တော်တို့နေချမ်းရကဘာမြေကြီးဟာတခုတည်းကိုကဘာမဟုတ်ပဲဘီလီယံရှိတဲ့ကဘာတွေကတခုသာဖြစ်တဲ့ဆိုတဲ့အချက်ကသူ့ကိုလုံးဝဆွန့်တော်တာပဲခဲ့ပါတယ် ဘေဘေအနေရင်းကနေ Stonefield ဟာပါဝိုင်းရှူတောင်းကနေထပ်ပြီးစ조사ကြည့်ပြန်ပါတယ်ကာကွယ်ကယ်တင်ရှင်ကယ်တင်ခဲ့တဲ့ကဘာကပါလို့ပြောလိုက်ပါတယ်ဒီတခါတော့တေချာဖောက်တီလောက်ပြီလို့ထင်ခဲ့ပေမဲ့စာရေးအကျအထီကတော့ဖျားတဲ့ကယ်တင်ခဲ့တဲ့ကဘာရီဟာကောင်းကင်ဘုံရဲ့တကားရီလိုပဲရည်တွက်လို့မရနိုင်အောင်များပြားလာပါတယ်တဲ့အဆုံးမစစ်ကြောလာကြီးထဲမှာပါလာရဲ့အယူဆတစ်ခုတည်းနဲ့လေကိုယ့်ရဲ့မူလနေရာကိုရှာဖွေဖို့မလုံလောက်ဘူးဆိုတာကိုတွေ့ရပြန်ပါတယ် အဲ့ဒီအချိန်မှာစာရေးချီကနည်းနည်းကုညီခြင်းတဲ့သဘောနဲ့သူ့ရဲ့ကဘာကဘယ်နက်ခတ်တာပြီးတဲ့စနစ်ဘယ်နေအဖိုက်ရှိတဲ့မှာရှိတယ်လို့မေးပါတယ် Stormfield ဟာအပြင်းထန်စဉ်းစားပြီးသူသိသမျှဂျိုနာမယ်တွေကိုအပူတပြင်းရွတ်ပြပါတော့တယ်နေလာအင်္ဂါချို Uranus နက်ပကျွန်အစရှိတဲ့ပြင်အမြန်တန်းစီပြောပြပေးမယ်စာရေးချီကခေါင်းခါပြနေတော့မှာပဲနောက်ဆုံး Jupiter လို့ပြောလိုက်တဲ့ချင်းပါတော့ ဂျူပီတာဆိုတဲ့နာမည်ကိုကြားမှစာရေးကြီးကစဉ်းစားမိသွားပြီဂျူပီတာလွန်ခဲ့တဲ့ရှိတာ900ဆူလောက်ကအဲ့ဒီကလူတယောက်ရောက်လာဖူးတယ်လို့ပဲလို့မမရရပြောပါတယ်ရက်စီယာကောက်လာကကျွန်တော်တို့ညီဖွဲ့စည်းရလူတွေဟာအဲ့ဒီကောင်းကင်ဘုံတငါးဝါကိုအနည်းရှိတာ900နေမှတယောက်လောက်ရောက်လာလေးရှိတယ်ဆိုတဲ့ချက်ပါပဲတကယ်တော့မှန်ကန်တဲ့တငါးဝါနဲ့ဘီလီယံချီဝေးกว่าတဲ့နေရာကို Stompy တယောက်လာမပြီးရောက်လာခဲ့တာဖြစ်ပါတယ် အဲ့နောက်မှာတော့ကဘာမီကိုရှာဖွေရတဲ့လုပ်ငန်းစဉ်ကြီးကအလွန်ကိုရဲစရာကောင်းပြီးအလွန်အကျွမ်းဖရစ်လွတ်နေတာတွေ့ရပါလိမ့်မယ်အဲ့ဒီစာရေးငယ်လေးဟာ Royal ပြည်နယ်အရွယ်အစားလုံးရှိတဲ့အာကာသမီးပုံကြီးပို့ကိုမီးပုံပြန်တစီးနဲ့တက်သွားရပါတယ်မီးပုံပေါ်မှာရပ်ပေါင်းများစွာကြာအောင်ရှာဖွေရပြီးနောက်ဆုံးမှာတေချာအောင်ဆိုပြီးရင်ကောင်းချေးလောင်းပေးရှိတဲ့အဆက်လေးတွေကိုအနုကြီးမှန်ပြောင်းယူလာပြီးတေချာချာကြည့်ရှုစစ်ဆေးရပါတော့တယ် ဒီလောက်ခက်ရှာဖွေပြီးတဲ့နောက်မှာတော့လူသားရဲ့အတာကိုအကြိကြီးကျဲရဲချိုးလိုက်တဲ့အဖြစ်ထွက်လာပါပြီ။စိုင်းငယ်ကဝမ်းသာအားရနဲ့ကပါမြေကိုရှာတွေ့ပြီးဖြစ်ကြောင်းပြောရင်စက်ကြော်လာမှတ်တမ်းတွေထဲမှာအဲ့ဒီနေရာကိုတရားဝင်ခေါ်ရတဲ့နာမည်ကကျွတ်နို့သဘောပါတယ်။ကျွန်တော်တို့အလွန်ကုန်ယူနေတဲ့ကပါမြေကြီးဟာစက်ကြော်လာအတိုင်းအတာမှာတော့အလားဖြစ်နေတဲ့အဖုငယ်လေးကျွတ်နို့လေးတစ်ခုအစင်စားရှိတယ်ဆိုတာကိုအတော်လေးထိမြောက်ဟာတာနော်ထားတာဖြစ်ပါတယ် ဒီလိုစော်ကားခံလိုက်ရတဲ့အပေါ် Captain Stonefield ရဲ့တုံ့ပြန်မှုကတကယ်ကိုပင်လယ်ကူ Captain OE တယောက်ရဲ့မာနာပါပဲ။သူအပြင်မှာမပြောပဲမြစစ်တဲ့ကနေလို့လူငယ်လေးမင်းသားအဲ့ဒီကိုဆင်းသွားပြီးကျွတ်နို့လို့တွားခေါ်ရင်မင်းသားတတ်တာမှမဟုတ်ဘူးလို့ကျင်းဝါနေပါတယ်။ဒါဟာဘယ်တော့ပဲဆက်ကြဝဠာကြီးကကြီးမားကျပြတ်နေပါစေ။လူသားတယောက်ရဲ့ဒါဒီမှန်နဲ့ကမမီရဲ့ပေါ်ထားတဲ့တန်ရုံစင်ကတော့ဘယ်တော့မှပြော့ပြတ်သွားမှာမဟုတ်ဘူးဆိုတာကိုပြသနေတာဖြစ်ပါတယ်။ ကဲဒါဆိုရင်ဒီဇလန်လေးကနေရေမောစရာကောင်းတယ်လို့အလေးနဲ့စဉ်းစားစရာမေးခွန်းတစ်ခုကိုပါခြံရစ်ခဲ့ပါတယ်။စကြဝဠာကြီးရဲ့ရှုပ်ထွေးလာတဲ့ bureaucracy ရန်တရားကြီးဟာကျွန်တော်တို့ကဘာပြုတ်လေးရဲ့ရေမောပွဲကောင်းလောက်အောင်တင်းငယ်မှုနဲ့အရေးမပါမှုကိုမိမောက်ထိုးပြနေတာများလား။မထွင်းရင်ညံကြီးထက်မြက်တဲ့ဒီဇလန်ကနေတဆင့်လူသားတွေရဲ့အတ္တဂုံယူဝန်းကြောင့်မို့တွေနဲ့အဆုံးမဲ့စကြဝဠာကြီးရဲ့သဘောတဘာဝကိုအကောင်းဆုံးရှင်တွေ့ပြသသွားတာပဲဖြစ်ပါတယ်။ဆိုတော့နောက်တစ်ခါကောင်းကင်ကြီးကိုမောကြည့်တဲ့အခါကျွန်တော်တို့ရဲ့ကျွန်တော်လေးဟာစကြဝဠာကြီးထဲမှာဘလောက်တောင်တင်းငယ်နေမလဲဆိုတာတွေးကြည့်လို့ရတာပေါ့ဒီကနေ့တင်ဆက်မှုကိုတော့ဒီနေရာမှာပဲနေကုန်းချုပ်လိုက်ပါစေ